ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ RAM မှာရောပြိုင်ပွဲတွေမှာပါအရန်ကျန်းနေတဲ့ Hacker Room ကိုဘယ်လိုဆောင်းရမလဲဆိုတာပြပြပေးသွားမှာပဲဖြစ်ပါတယ် Hacker ရဲ့ passive နဲ့ skill အကြောင်းတွေကိုတခြားလေးရှင်းပြပေးထားတာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ခင်ဗျာHacker ရဲ့ passive ကတော့အောက်ကခရင်အောင်အတန်းလေးပြည့်သွားရင်ကိုပြောက်သွားမယ်။နောက်ပြီး movement speed 50% ကိုလည်းရမယ်။ enemy အနားကိုကပ်လိုက်လို့ enemy ကကိုတွေ့သွားရင် movement speed 50% နဲ့ attack speed 50% ကို4စက္ကန့်ကြာရရှိမှာပါ။ passive ရှိနေတဲ့အချိန်မှာကိုကသွေးရော့နေရင်သွေး HP ကိုလည်းဖြည့်ပေးနေအောင်ပါပါ။နောက်ဆုံးတစ်ခုကတော့ enemy ကိုတက်လိုက်ရင် default တစ်ခုကြံခဲ့ပြီးအဲ့ဒီ default ထဲမှာနေရင်ကိုပြောက်သွားမယ်။ default တွေကပြန်ထွက်လိုက်ရင်တော့ကိုပြန်ပေါ်လာမယ်ဒီ passive ကတော့ enemy ဘက်က Mado Maxman တို့ကိုတိတ်တိတ်လေးတက်ပြီးတော့ AC လေးပြန်ထွက်ခဲ့လို့ရပါတယ်ဒါကလည်း hacker ကိုတော်တော်ကြမ်းသွားစေတဲ့အချက်တစ်ချက်ပါSkill 1ကတော့ blink ပါမယ် enemy စီခုံလိုက်ရင် enemy ရဲ့ movement speed 50% ကို 0.75 စက္ကန့်ကြာအောင် short ချပေးမယ်တကယ်လို့ skill 1 9တောင်းလည်နေတဲ့အချိန် hacker ရဲ့ passive ပွင့်နေမယ်ဆိုရင်9တောင်းကို3စားအထိအရှော့ပေးသွားမှာဖြစ်ပါတယ်Skate 2ကတော့သူ့ရဲ့အမီးနဲ့ထိုးလိုက်မယ်ပြီးတော့သူ့ရဲ့ Skate 2က stat 4ခုအထိစုလို့ရမယ်သူ့ရဲ့ stat ကအရင်လို basic attack ခုံးမှာ stat တက်တော့တာမဟုတ်ဘဲနဲ့သူ့ရဲ့ passive ပွင့်နေတဲ့အချိန်မှာဆိုရင်လည်း 1.5 စက္ကန့်တိုင်းကိုသူ့အလိုလို stat တွေကဖြည့်ပေးနေမှာပါဒါကြီးက hacker အတွက်အကောင်းဆုံး revamp လို့တောင်းပြောလို့ရပါတယ်ultimate ကိုတောင်းလိုက်ရင်တော့ movement speed 40% ကိုရမယ်ပြီးတော့ enemy ဘက်ကလူတွေအချင်းချင်း3စက္ကန့်ကြာအောင်မမြင်ရဘဲဖြစ်သွားမှာပါဒါဆိုရင် hacker ရဲ့ passive နဲ့ skill အကြောင်းတွေကိုတည်သွားမယ်လို့ထင်ပါတယ်ကျွန်တော်တို့ amber နဲ့ item အကြောင်းတွေဆက်သွားလိုက်ရအောင်ဗျာကျွန်တော်ကတော့ assassin emblem ကိုတုံးထားပါတယ်ပထမတန်းလန်းကတော့ attack speed 10% ရတဲ့ swift ဒုတိယတန်းလန်းကတော့ season hunter ဒီတန်းလန်းကတော့ lot နဲ့ turtle တွေကိုကေးရင် damage 50% အပူရမယ်jungle နဲ့ minion တွေကိုတော့ damage 50% ရဲ့တဝက်ပဲရမှာပါအပြေးတော့မရပါဘူးတတိယတန်းလန်းကတော့ lethal ignition သူကတော့ enemy hero တကောင်မှ HP 7% ထက်များသော damage ကို5စက္ကန့်အတွင်းမှာ3ချိန်ပေးမှသာဒီတန်းလန်းကပွင့်မှာပါ emblem ကတော့ 3D ထူးထူးမရှင်းပြရတော့ဘူးဒီ emblem နဲ့ပဲဆော်ပါဒါဆိုရင်ကျွန်တော်တို့ gameplay လေးဆက်သွားလိုက်ရအောင်Okay hacker ကတော့အားလေးပိုင်းမှာဘာလုပ်ရမလဲဆိုရင် skill 1ကိုအရင်ယူ skill 1ကိုအရင်ယူပြီးတော့ enemy jungle ကိုဒီလိုလေးတွားပြီးတော့စောင့်နေသူပတ်စားမလားမစားဘူးလားဆိုတော့စောင့်နေဒါပေမဲ့ဟိုဘက်က free drink ကတော့ပတ်မစားဘူးအဲဒါကြောင့်ကျွန်တော်ပြန်ပတ်တယ်ပြီးရင်အောက်လင်းကိုပြန်ပြီးတော့တွားရမယ်အောက်လင်းရောက်တော့ enemy ဘက်ကတက်မရှိတော့မြန်မာလိုပဲဝင်ပြီးတော့ battery fine နဲ့ခဲပြီးတော့ basic attack နဲ့ပဲခုတ်ပေးလိုက်တယ် body ကလည်းပြစ်နေတာဆိုတော့ damage ရတော့လောက်သွားတယ်ဒါနဲ့တင်မဲ့ကျွန်တော်တို့ဘက်က first blood အရင်ရသွားပြီ hacker က position ပြပေးလို့ကောင်းတယ်ပြီးတော့ enemy ကခြုံထဲမှာပုံနေတဲ့ထားပါတော့ကိုကမမြင်ရပေမဲ့ enemy ရှိတဲ့ခြုံနာကိုရောက်ခံနေကြရင်ကိုရဲ့ movement speed ကမြန်သွားမယ်ဒါဆိုရင်ကိုက enemy ရှိတာတည်ပြီးတော့ပြန်ပတ်လို့ရတယ်ဒါက hacker အတွက်လုံးဝကောင်းတဲ့အချက်တွေဖြစ်တယ်ဒီမှာဆိုရင်ကျွန်တော်က passive ရှိတော့ကိုပြောင်းနေတယ်ဒါကိုဟာလီကမသိဘူးဒါဆိုတော့ကျွန်တော် skill 1လေးနဲ့အတားအရာခုံပြီးတော့တက်လိုက်လို့ရတယ်Hanabi ကိုတော့ထပ်ပြီးတော့တက်လို့မရတော့သူက ages လည်းရှိနေရဆိုတော့ကျွန်တော်ပြန်ပတ်ခဲ့လိုက်တယ်။တွင်းကတော့တာတယ်လုံနေပြီ။ Break ကတော့တာဝါနေလာတာဆိုတော့သူလည်းမမီတော့ဘူး။ဒါဆိုရင်ကျွန်တော်ကတော့မထူးစိုက်ခင်မှာပဲရတော့မယ်။ Julian လည်းဝင်လာတာဆိုတော့ဒါပေမဲ့ဟိုကောင် retreat ရှိတော့သူကတော့အတားအရာလေးပဲတာတယ်ကိုယူပြီးတော့ပတ်သွားပြီ။ဟိုဘက်က EHP ကတော့တရင်းလို့ထလာပြီးတော့လာချနေပြီ။ကျွန်တော်ကတော့သူကဝင်ထိုးတယ်ပေါ့။ဟို Julian ကသူသေးမယ်ထင်ပြီးတော့ပတ်သွားတာအမှကျွန်တော်ကဝင်ပြီးတော့ပြန်ထွက်လို့မရတော့ဘူးအမှကောင်မလေးကလည်းစာပို့လာဆိုရှော့ရောပေါ့ဂျူလီယန်တော့မယုံတော့ပါဘူးကျွန်တော် body လေးကိုတားရုံပေးလိုက်အောင်မယ်ဒီမှာကျွန်တော်ပထမပြောခဲ့သလိုပဲ Valeric ကခြုံထဲမှာရှိအောင်ကျွန်တော်မသိဘူးဒါပေမဲ့သူ့နားရောက်ခံနေကြကျွန်တော် movement speed လေးမြန်သွားတယ်အဲ့ဒါဆိုတော့ကျွန်တော်သူရှိတာကိုသိသွားတာပေါ့ဗျာhacker ကိုတော့ map အပြောင်းနဲ့ enemy vision ကိုပြမယ်ကိုရဲ့ matchman ကို enemy တန့်ကဘယ်ကနေလာလဲဆိုတာကို vision လေးတွေပြပေးမယ်ဒါဆိုရင် hacker ဆော့ရတာပို့ပြီးတော့ကောင်းတယ်နောက်တစ်ခုက enemy ကိုဒီလိုမျိုး skill 1လေးနဲ့တွား skill 2လေးနဲ့ထိုးပြီးတော့ပြန်ပတ်ဒါဆိုရင် enemy ဘက်ကသွေးနေသွားရင်ကိုယ့်ဘက်က body ကအိမ်ရလည်းပို့ပြီးတော့လွယ်သွားပြီဒီမှာဆိုရင်မဟာလီကိုအဲ့လိုသွေးလေး short လိုက်သူကအိမ်ပြန်သွားရပြီဆိုရင်ဒါကျွန်တော်တို့လို့ဆိုကိုယ့်ဘက်ကမရတော့ family space ပို့ရတာပေါ့ဗျာဒါကတော့ဒီလိုမျိုးတော့ရှိရပေါ့လို့လုံးဝပြက်ရမယ်လို့လည်းမဟုတ်ဘူးဒါလည်းပြက်မယ်ကိုပြက်နိုင်တယ်ဆိုရင်တော့တတ်ပေါ့ဗျာဒါကတော့ enemy ကမတည်ဘူးဆိုရင်တော့ပြန်ပတ်ပေါ့ဒီ
ဒီမှာကြည့်လိုက်တော့ Hanabi ကတယောက်တည်းဒါဆိုရင်ကျွန်တော် scale 1လေးနဲ့တွားပြီးအသာလေးထိုးခဲ့လိုက်လို့ရဒါဆိုရင်ကိုယ့်ဘက်က Brody ကလည်း damage ပေးနေရဆိုတော့ဒါ easy လေးပြတ်သွားပြီဒါဆိုရင်တော့ကိုယ့်ဘက်က Brody ကတော့တော်တော်လေးဖတ်သွားပြီဒီမှာတတေမှာလည်းတတေပတ်တေဖြစ်နေရဆိုကျွန်တော်တွားလိုက်အောင်မယ်မှာကောက်စားဟာလီကိုလည်းတက်ပြီးတက်လို့ရတယ်ဒါပေမဲ့ Bell ကလည်းလာတော့ပြန်ပတ်လိုက်ရပြီဒီလောက်ဆိုရင်ကျွန်တော်တို့ဘက်ကတာတာရရလေးဖြစ်သွားပြီခဏနေပြောတဲ့အတိုင်းပဲဒီကောင်ကလည်းအဲ့လိုထိုးတော့ထိုး scale 1နဲ့ထိုးပြီးပြန်ပတ်နာမှာလည်း space ကြံနေရဆိုတော့ဒီကောင်ကိုဖြတ်လို့ရတယ်ဖြတ်အဲ့လိုမျိုးတကောင်ရရင်တကောင်ယူအဲ့လိုမျိုးပဲဆော့ဒီမှာခြုံနေရောက်သွားဟာလီကလည်းဝင်ရလားဒီကောင်ကတော့ကီလိုမြောက်တော့80 queen ဆော့ထားဆိုတော့ battery fine ခဲပြီးတော့ဒီကောင်ကို basic attack နဲ့ခုနေကျွန်တော်ပဲတည်မှာအဲ့ဆိုပြန်ပတ်ခဲ့လိုက်တော့ဟဲကရဲ့ပတ်စစ်ကတွေးတတ်တာဆိုတော့တုံတန်ရုံဆိုအိမ်မပြန်နဲ့ဒီလိုမျိုးဘက်လိုင်းနဲ့ကောင်လို့ဝင်လိုက်အဲ့လိုဆိုရင်ဒါဟဲကကလုံးဝကျန်းတယ်အမဲဟိုနားမှာဟာလီကိုကဟောထိုကီလို့တော့ကွင်းအောင်လာဆွနေတယ်ငါမဲမရဘူးညီလေးမရဘူးကျွန်တော်တို့ဘက်ကစောင်းရမ်းတာသွားပြီးတော့ဒီကောင်ကိုလိုက်ချလို့ရတယ်ဒီကောင်ဖီရင်းကိုလည်းချအမှနာယုံဖြစ်သွားတေးအမှဟာလီကလည်းဒီကောင်ကလည်းဖဲချက်လေးလာပြစ်တယ်လိုက်အကောင်လိုက်ရောဒီကောင်က AC မအောင်လေးမှာငါ့ကိုအားလီပိုင်းတော့တက်သွားတဲ့တားမှုပြန်ချမယ်အကောင်တယောက်တည်းပြန်ချ scale 1ဒီကောင် scale 2ခုံလိုက်တော့လွဲသွားတယ်ဟေးဒီမှာဂျူလီယန်လုံးနဲ့ခဏလွတ်ပေးထားလိုက်အောင်မယ်နေရောနလည်းရှိရဆိုတော့မတည်သွားရင်ကျွန်တော်တော့ scale 1ရှိတော့မဝင်တော့ဘူးဟိုမှာအပေါ်လင်းကနေအလေလေးကိုပြေးလာတယ်မှာတားမှုလေးဆိုတဲ့ကောင်လေးရှိရဲ့အကောင်လေးကိုတွားတက်လိုက်အောင်မယ်ရောမဘယ်လိုကထွေးတော့မှာဆိုရောဒီမှာဒါပဲကေးရပါအေးရှေးပဲဟဲကတ်ကိုပဲနော်ဟဲကတ်ကိုပဲအပေါ်လေးမှာဂျူလီယန်နဲ့ချနေတဲ့ feedwin လေးလည်းရှိသေးတယ်တွားတက်လိုက်အောင်မယ်ဒီကောင်တော့ appraiser ဝက်ရိုက်ချလိုက်တော့ကောင်တော့ခါလေးကိုတန်းချော်တော့ဘယ်လိုကလည်းဒီကောင် backup ကိုပေးထားဆိုတော့ကျွန်တော်လည်းတယောက်တည်းဆိုဝင်ချခဲ့မှာ Brody တို့ကလိုက်နေပြီနာတို့ရော Brad တို့ရောဆိုဒီကောင်မလွတ်တော့ Newbie skin နဲ့ကောင်လည်းမလွတ်တော့ဒီမှာဆိုရင်ဒုတိယတာဝါမှာ crit ဝင်နေဒီကောင်နေဒါဆိုရင်ဒီလိန်ဟိုတော့လာရှင်းမှတည်ရအဲဒါကြောင့် skill 1လေးကိုကြိုချိန်တာရောလို့လေးပေါ့တွေးလေးရောနည်းနည်းလေးလိုက် shot ပေးပေါ့မပြတ်ပေးမယ်လေကျွန်တော်တို့ lock လဲပေါ်လာပြီဆိုတော့ကျွန်တော် high ground တက်ဖို့အတွက် lock အရင်ကင်းမယ် lock ကင်းပြီးသားရင်တော့ကျွန်တော်တို့ lane လေးတွေအရင်ရှင်းမယ်ပေါ့3 lane လုံးတက်မယ်ဆိုတော့3 lane လုံးရှင်းပြီးတော့ mega u မယ်ပေါ့ lock ယူပြီးသားရင်တော့ mega u မဲဟာလီလေးရှင်းလာဒီကောင်ကကျွန်တော်အကွက်တစ်ခွက်ပြသွားပြီဒီကောင်ကတော့နေအောင်တွေ့အောင်မယ်လာဖီလီကလာတော့နေwhat the fuck body damage ရကြောက်စရာကြီးဟာစက္ကန့်40ရလည်းရောက်လာပြီလောကလည်းထွက်လာပြီဆိုတော့ mega tower ရှိလေးတွေကိုယူမယ်mega tower ရှိယူလို့ရအောင်ဒီမှာ creep အသေးလေးတွေကိုဝင်ခိုင်းမယ်ပေါ့အပေါ်က mega tower ရှိကြံမယ်အောက်က mega tower ရှိကြံမယ်အဲ့ဒါလေးတွေကိုယူဖို့အတွက်ကျွန်တော် lane လေးတွေလိုက်ရှင်းနေတာလောကအလယ်လင်းရ mega ကိုရိုက်နေပြီကျွန်တော်ကတော့အနောက်ကကောင်တွေကိုအရင်ဆုံး target ထားရဗျဟိုဘက်ကဟာလီကနည်းနည်းဖြစ်နေရဆိုဟာလီရှိပဲသွားလိုက်တယ်ရော့တော်လေးဟာလီကတော့တမ်းပြတ်သွားလို့ဒါပေမဲ့ feed drain ကမြောက်လိုက်တာဆိုတော့ကျွန်တော်ဟာလီရဲ့အကွင်းရလည်းဆွတ်လိုက်တာဆိုတော့ကျွန်တော်တော့မလွတ်တော့ဘူးပေါ့ကျွန်တော်ရဲ့ဘရက်ရဲ့ short သွားပြီပေါ့အဲ့ဒါဆိုတော့ကျွန်တော်တို့ပြန်ပတ်ရအောင်မယ် Brody ကတော်တော် damage ထွက်နေရဆိုတော့ feed drain ကိုလည်း solo ကြီးကောက်နိုင်နေပြီဂျူလီယန်ကလည်းအောက်လေးမှာ Hanabi ကို solo ကောက်လိုက်တာဆိုတော့ကျွန်တော်တို့တော့တော်တော်လေးကောင်းသွားပြီဟိုဘက်က carry နှစ်ကောင်ကတန်ကောင်လည်းမရှိတော့ဘူးဆိုတော့ကျွန်တော်တို့မှလိုက်ပြီးတော့ချလို့ရတယ်ကျွန်တော်လည်းမီးဖြတ်ပြီးတော့ဟိုဘက်ကကောင်တွေ3အောင်လုံးဝင်ချတယ်ကျွန်တော်ဟာလီကိုလည်းအာယုံဝင်နောက်ပေးလိုက်တယ်ကျွန်တော်တို့ Belleric ကိုလည်းရသွားပြီဟိုဘက်မှာ Tamus ကိုလည်းရသွားပြီဗျာ Brody ကတော့တော်တော်ကောင်းတယ်ဗျာဒီကောင်တစ်ကောင်မဲမှာဟာလီရောအကုန်လုံးပတ်ပြီးတော့ရှင်းနေ feed drain တော့ line လန့်နေပြီခရီလေးကို BG နဲ့ပေါက်ပြီးတော့ပတ်လို့ရမယ်ထင်တာမရဘူးညီလေးမရသေးမှာ Brody တမ်းမရတော်တော်ထွက်နေပြီဒီပွဲကတော့ကျွန်တော်တသားရရလေးနဲ့ပဲ enemy ဘက်ကိုနိုင်သွားပါပြီဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ် brother တို့လည်းကျွန်တော်လိုပဲ hacker run လေးလိုက်ဆော့ကြည့်ကြပါဦးဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြိုက်နေတတ်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ပေးသွားကြပါဦးဗျာ